Hello မင်္ဂလာပါဒန်းသလွန်ဒီကိုဒီတိုင်းအတုံးလိုက်ပဲချက်စားနေကြတော့လားပိုလေးချက်တဲ့နီးလေးကြည့်သွားနော်ကိုကိုတို့ပါစားကြည့်ပြီးချစ်တွေပို့သွားစေရပိန်းနေသီးပါမယ်ဒန်းသလွန်ဒီကိုဇွန်းချစ်ထားပါမယ်ပြီးလို့ရှိရင်ရုပ်သီးထောင်းသားလေးထည့်မယ်ချုံမုံစားငပိလေးအနည်းငယ်ထည့်ပါမယ်ပြီးရင်မိဘဘတင်ပြီးတော့ခဏလုံးပေးပါမယ်ခဏကြာအောင်လုံးပြီးရင်ပိန်းနေသီးလေးတွေနူးအောင်ရေလေးနည်းနည်းထည့်ပြီးတော့အုပ်ထားပါမယ်ပိန်းနေသီးလေးတွေနူးပြီဆိုလို့ရှိရင်ချစ်ထားတဲ့ဒန်းသလွန်သီးလေးတွေထည့်ပါမယ်ပြီးရင်စိမ့်နဲ့ပြအောင်လို့ခဏလေးလုံးမယ်လုံးပြီးရင်မကြီးရေလေးထည့်ပါမယ်အရေးတောက်လေးချက်မှာဆိုတော့လေရေလေးကိုပိုလို့တလောက်ထည့်ပါတယ်ခဏကြာလို့စူတာလို့ရှိရင်မြုပ်သီးစိမ့်တောက်လေးတွေထည့်ပါမယ်တာလဘောပုံစံမျိုးပေါ့နော်ချက်မှာဆိုတော့ပြီးရင်ရုံးမရည်သီးလေးတွေလှူထားတာလေးထည့်မယ်ပြီးတဲ့အခါကျတော့ဒီလိုမျိုးလေးနဲ့အရသာလေးမှုေးလာပြီပေါ့နော်အဲ့ဒီအခါမှာပို့ပြီးမှုရအောင်လို့နည်းနည်းလေးအုပ်ပါမယ်အဲ့အခါမှာတော့ဒီလိုတာလဘောဟင်းလေးရပါပြီရှင်သူနဲ့လိုက်ဖက်တဲ့ဟင်းလေးကတော့ထော့ညာဥစုံတဲထုံချက်လေးရယ်တက်ကြော်လေးရယ်စူပုတ်ဘူးရက်ချက်လေးရယ်အရန်ကိုထမင်းစားနေပါရဲ့ရှင်အချစ်တွေအများကြီးထည့်ချက်ထားလို့လည်းပါတာပေါ့ရှင်အဲ့အနေပဲသူလေးနဲ့ဦးလေးကတော့အရင်ဆုံးစပြီးဆွဲပါတော့ရှင်ကျေးဇူးပါတက်တာ